Conor McGregor ရဲ့ UFC ပြန်လာတဲ့ပွဲကတော့ဘသူမှမမျှော်လင့်ထားတဲ့ပုံစံနဲ့အဆုံးသတ်သွားပါတယ်ဒီပွဲမတိုင်ခင်က Conor ပြန်လာမယ်ဆိုတဲ့သတင်းတွေကြောင့်ပရိသတ်တွေအရင်စိတ်လို့ရှားနေခဲ့ကြပါတယ်တချို့က Conor ကနောက်ကောင်းနဲ့နိုင်ရမယ်လို့ခန့်မှန်းခဲ့ကြပြီးတချို့ကတော့ Max Holloway ရဲ့ cardio နဲ့ pressure fighting တွေကအသာစီးရမယ်လို့ယုံကြည်ခဲ့ကြပါတယ်ဒါပေမဲ့ပွဲစားလိုက်ပြီးမကြခင်မှာပဲအားလုံးမထင်မှတ်ထားတဲ့အဖြစ်အပျက်တစ်ခုကဖြစ်သွားခဲ့ပါတယ် Conor ဟာ flight kick နဲ့စတင်တိုက်ခိုက်ဖို့စ조사ရင်စင်တက်တဲ့အချိန်မှာညာတို့ထိခိုက်သွားခဲ့ပြီးနာကျင်မှုကြောင့်ပုံမှန်အတိုင်းမရက်နိုင်တော့ပါဘူးတန်လူကြီးကအခြေအနေကိုစစ်ဆေးပြီးပွဲကိုရက်လိုက်ရတယ်လို့မဟော်လဝေးကိုလည်း TKO နဲ့အနိုင်ပေးခဲ့ရပါတယ်ဒီလိုအဆုံးသတ်ကမဟော်လဝေးအတွက်အရေးကြီးတဲ့နိုင်ပွဲတစ်ပွဲဖြစ်ပေမဲ့ Conor ပရိသတ်တွေအတွက်ကတော့စိတ်မကောင်းစရာညတညဖြစ်လာခဲ့ပါတယ်ဘာကြောင့်လဲဆိုတော့လူတိုင်းကနှစ်ယောက်လုံးရဲ့စွမ်းဆောင်ရည်အပြည့်နဲ့ရှင်ပြိုင်တာကိုမြင်ကျင်ခဲ့ကြတာပါ MMA မှာအနိုင်ရှုံးကအမြဲရှိပေမဲ့တခါတလေဒဏ်ရာလေးတစ်ချက်ကပဲပွဲရလက်ကိုလုံးဝပြောင်းလဲသွားစေခဲ့ပါတယ်ပရိသတ်တို့ကရောဒီပွဲရဲ့အဆုံးသတ်ကိုဘယ်လိုမြင်ပါသလဲ Conor ပြန်လာနိုင်အောင်မယ်လို့ယုံကြည်ကြသေးလားဒါမှမဟုတ် Max Holloway ကဒီနိုင်ပွဲနဲ့သူ့ရဲ့အဆင့်ကိုတက်ပြီးတက်သိပြလိုက်တာလို့ထင်ကြပါသလားပရိသတ်တို့ရဲ့အမြင်လေးကို comment မှာမျှဝေပေးခဲ့ကြပါဦး UFC နဲ့ World Championship အကြောင်းလေးတွေသိချင်လို့ရှိရင် page လေးကို follow လုပ်ထားခဲ့ဖို့လည်းမမေ့ပါနဲ့အားလုံးကျေးဇူးတင်ပါတယ် blog ပိုင်းရဲထက်ကရဲထက်ဖြစ်ပါတယ်